ကျောင်းသူရွယ်သားရှိသေးပေမဲ့ဗုဒ္ဓဝင်ပြိုင်ပွဲမှာတနိုင်ငံလုံးပထမအဆင့်ဆုကိုရရှိသွားပြီးကြားသူတိုင်းချီးကျူးရလောက်စရာဖြစ်လာခဲ့သူဤကြဖြူပရိသတ်များလုံးမင်္ဂလာပါရှင်ဘာမီစလဘရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်တိုးတက်လာတဲ့ဆိုရှယ်မီဒီယာခေတ်မှာရုပ်ပိုင်းဆိုင်ရာတွေထွန်းကားလာပေမဲ့တချို့သောဆယ်ကျော်သက်တွေမှာဂါရဝတရားတွေနေပါလာကြပါတယ်။အတူယူမားလွယ်တဲ့အရာတွေကအနီးနားမှာရှိနေတဲ့ချိန်မှာစိတ်ကိုမပြန့်လင့်သွားစေဖို့အတွက်တစုံတစ်ခုကိုအမြဲလေးလာနေဖို့လည်းလိုအပ်ပါတယ်။ကိုရန်ကျောင်းသူလေးမက်ဤကြဖြူကအသက်15နှစ်အရွယ်သားရှိသေးပြီးတော့ဖြည့်ဆို့ဖို့ခက်ခဲတဲ့သူသားဆောင်လင်ဗုဒ္ဓဝင်ပြိုင်ပွဲမှာအလဲတန်းစစ်တနိုင်ငံလုံးပထမဆုကိုရရှိသွားခဲ့သူဖြစ်ပါတယ်။ရှစ်တန်းဖြည့်ဆို့ထားတဲ့ကျောင်းသူလေးဖြစ်ပေမဲ့လည်းဤကြဖြူကတခြားသောဆယ်ကျော်သက်တွေနဲ့မတူဘဲဘာသာတရားအဆုံးအမနဲ့အရင်ကျက်နေပါတယ်။ဆရာဝန်ဖြစ်ခြင်းပေမဲ့မိဘတွေကငွေကြေးမတတ်နိုင်တာကြောင့်ပြောမထွက်ခဲ့ပါဘူး။ဒါကြောင့်မလို့ဤကြဖြူကပညာရေးအတွက်ငွေအထောက်ပံ့ရအောင်သူသားဆောင်လင်ဗုဒ္ဓဝင်ပြိုင်ပွဲကိုဝင်ပြိုင်လိုက်ပါတယ်။ဝင်ပြိုင်ပြီးတဲ့နောက်မှာတနိုင်ငံလုံးပထမအဆင့်ကိုစုခူးသွားခဲ့ပြီးတော့စုချင်းငွေ380ကျော်ကိုရရှိသွားခဲ့ရပါ။ဒါကြောင့်မလို့သူမရဲ့ပညာရေးအတွက်စိတ်ပူစရာမလိုတော့ပဲမိဘတွေကိုပြန်လည်ထောက်ပံ့နိုင်ပြီဖြစ်ပါတယ်။သူသားဆောင်လင်ဗုဒ္ဓဝင်ပြိုင်ပွဲကဗုဒ္ဓဝင်နဲ့ပတ်သက်တဲ့စာပေတွေကိုလေ့လာပြီးတော့ဖြည့်ဆို့ရတဲ့ပြိုင်ပွဲဖြစ်ပါတယ်။မူလတန်းအလယ်တန်းနဲ့ဒီပလိုမာအဆင့်ဆိုပြီးတော့ခွဲခြားထားပါတယ်။ဘာသာတရားနဲ့ပတ်သက်တဲ့အရာတွေကိုလူငယ်တွေလေ့လာပြအောင်ကျင်းပပေးနေရပါ။နှစ်စဉ်ကျင်းပလာခဲ့ရအခုဆိုရင်တော့12နှစ်ရှိသွားခဲ့ပါပြီ။ဒီပြိုင်ပွဲမှာတော့တနိုင်ငံလုံးကထူးချွန်တဲ့သူတွေလာပြိုင်ကြပြီးတော့ဗုဒ္ဓဝင်အကြောင်းကိုနှံ့ဆက်အောင်လေ့လာထားမှသာဖြည့်ဆို့နိုင်မှာဖြစ်ပါတယ်။ဤကြဖြူကရန်ကုန်တိုင်းဒေသကြီးကိုစားပြုပထမမြတ်ကုန်းတာရဏဗိမာန်စာဖြေဌာနဗုဒ္ဓမာမကယဉ်ကျေးမှုသင်တန်းဌာနကနေလာရောက်ဖြည့်ဆို့ခဲ့ရဖြစ်ပြီးတော့ပထမဆုရှင်ဖြစ်လာပါတယ်။တခြားလူရှင်တွေစုချတဲ့ငွေကြေးအပြင်မနာပဒါရီတက္ကသိုလ်ပညာသင်ဆုကိုလည်းရသွားခဲ့ပါတယ်။သူတို့မိသားစုကတော့စာဝတ်နေရေးအဆင်မပြေဘဲနဲ့တာမန်အနေထားနဲ့ရပ်တည်နေရပါတယ်။ဉာဏ်ပညာကိုအသုံးချပြီးရလာခဲ့တဲ့300ကျော်နဲ့မိဘတွေကိုထောက်ပံ့နိုင်တော့မယ်ဆိုပြီးတော့ဂုဏ်ယူနေပါတယ်။ဤကြဖြူရဲ့မိဘတွေကငွေကြေးမချမ်းသာပေမဲ့လည်းပညာရေးကိုတော့တေချာပံ့ပိုးပေးနိုင်ပါတယ်။ဒါကြောင့်မလို့ဤကြဖြူအတွက်ဝမ်းသာနေပြီးတော့သူမရဲ့ရှေ့ဆက်မဲ့ပညာရေးအတွက်စိတ်ပူစရာမလိုတော့ပါဘူး။မိခင်ဖြစ်သူက၄တန်းထိတာပညာသင်ယူခဲ့ပြီးတော့သားသမီးတွေကိုလည်းငွေကြေးမပြေလဲလို့အတန်းပညာပြီးဆုံးအောင်မထားနိုင်ခဲ့ပါဘူး။အငယ်ဆုံးသမီးလေးဖြစ်တဲ့ဤကြဖြူကတော့ပညာရေးမှာထူးချွန်လို့တအိမ်လုံးကပံ့ပိုးပေးကြပါတယ်။မိဘတွေကိုပြန်လည်ထောက်ပံ့နိုင်အောင်ပညာရေးနဲ့ပဲဖြည့်ရှင်းနိုင်မယ်လို့ယုံကြည်ပြီးတော့စာကိုဒီဇိုင်းမတ်စူးစမ်းလာခဲ့ပါတယ်။သူတို့မိသားစုမှာကျန်းမာရေးမကောင်းတဲ့သူတွေကလည်းများတာကြောင့်ဤကြဖြူကဆရာဝန်ဖြစ်ချင်နေရပါ။အခုတော့ဤကြဖြူရဲ့စန္ဒတွေကိုဖြည့်ဆည်းနိုင်မယ်လမ်းကိုကိုယ်တိုင်ရှောင်လန်းသွားနိုင်ပါပြီ။ဆယ်ကျော်သက်ရွယ်လေးသာရှိသေးပေမဲ့လည်းတိတက်လိမ္မာသူဖြစ်ပြီးတော့ပညာလေးတော်တာကြောင့်သမီးလိမ္မာလေးတွေအတွက်မိဘတွေကတော့ဂုဏ်ယူနေရပါပြီ။ဤကြဖြူကဒီစုကိုလွယ်လွယ်လေးနဲ့ရခဲ့ရတော့မဟုတ်ဘဲနဲ့တေချာနှံ့ဆက်အောင်လေ့လာထားခဲ့ရပါတယ်။မိကွန်းတွေကလွယ်မလို့နဲ့ခက်ပြီးတော့နောက်ဆုံးစိတ်မိကွန်းတွေကလည်းခက်ခဲပါတယ်။320တန်မိကွန်းကိုဤကြဖြူကအခက်ခဲမရှိဖြည့်ဆို့ပူဇော်နိုင်တာကြောင့်ဒီစုကိုရရှိသွားခဲ့ရဖြစ်ပါတယ်။ဗုဒ္ဓဝင်စာမေးပွဲမှာတနိုင်ငံလုံးပထမအဆင့်နဲ့အောင်မြင်သွားခဲ့တဲ့ဤကြဖြူအတွက်ဂုဏ်ပြုစကားလေးတွေကိုခမတ်မှာရေးသားပေးခဲ့ပါအောင်နော်။အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။